ဘာလို့အာမခံမထားကြတာလဲမင်္ဂလာပါရှင်ကျမတော့ AI မြန်မာရဲ့ Financial Service Consultant ဖြစ်တဲ့မက်ကေခိုင်ဝေဖြစ်ပါတယ်ရှင်လူအများစုအာမခံမထားကြတဲ့အကြောင်းရင်း၃ခုရှိပါတယ်တင်ရောအဲ့ဒီထဲမှာပါနေသလားဆိုတာကိုတစ်ချက်လောက်ကြည့်ရအောင်ကျမတို့ပတ်ဝန်းကျင်မှာအာမခံအကြောင်းပြောကြရင်လူတွေကခေါင်းခါတတ်ကြပါတယ်ဒါမှမဟုတ်နောက်မှပေါ်လို့ပြောလို့ရှိကြပါတယ်ဘာကြောင့်ဒီလိုဖြစ်နေရတာလဲဟုတ်ပါတယ်မလို့သေးဘူးလို့ထင်နေကြတာပါလူတော်တော်များများကကိုကျမ်းမာနေတော့ငယ်ရွယ်နေတော့အချိန်မှဆိုလို့ရှိရင်ငါနဲ့မဆိုင်သေးပါဘူးလို့တွေးတတ်ကြပါတယ်တကယ်တော့အာမခံဆိုတာကျမတို့ကျမ်းမာနေတော့မလို့သေးဘူးလို့ထင်တဲ့အချိန်မှစီစဉ်ရတာမျိုးပါအာမခံကြီးကိုအသုံးစရိတ်တစ်ခုလိုပဲမြင်နေကြတာပါတကယ်တော့ဒါဟာအနာဂတ်မှာမမျှော်လင့်မဲကုန်ကျလာနိုင်တယ်တိမ်ပေါင်းရချီတဲ့ကျမတို့စေးရုံစရိတ်တွေအတွက်ဒီနေ့ကကြိုတင်စီစဉ်ဝယ်ယူထားတဲ့အကာအကွယ်တစ်ခုပဲဖြစ်ပါတယ်ငါကတော့ကျမ်းမာပါတယ်ငါကတော့ကိုဂရုစိုက်ပါတယ်ဆိုပြီးတော့အကောင်းမြင်တတ်ကြပါတယ်ဒါပေမဲ့ဘဝဆိုတာကမရေရာမှုတွေနဲ့ပြည့်နေတာမဟုတ်လားရှင်ကျမတို့မတော်တဆမှုနဲ့ယောဂဝေဒနာတွေကကြိုတင်ချင်းစုပြီးမှရောက်လာတာမဟုတ်ပါဘူးကျမတို့ဖြစ်လာတဲ့အခါကျတော့မှပြင်ဆင်ဖို့ကြိုးစားလို့ရှိရင်နောက်ကျသွားတတ်ပါတယ်အာမခံဆိုတာမဖြစ်ခင်ကြိုတင်ပြင်ဆင်ထားတဲ့အရာပါကျမတို့ပြဿနာကြုံလာမှအဖြေရှာတာထက်ပြဿနာမကြုံခင်အကာအကွယ်တစ်ခုရှိနေဖို့ကပိုပြီးတော့အရေးကြီးပါတယ်။မဖြစ်ခင်ကြိုတင်ပြင်ဆင်ခြင်းကသာမိသားစုကိုထားရှိတဲ့အကောင်းဆုံးချစ်ချင်းမြတ်တာပဲဖြစ်ပါတယ်ရှင်။ဒီနေ့ကျွန်မပြောပြပေးတဲ့အကြောင်းအရာလေးတွေကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်ထပ်သိလို့တဲ့မေးခွန်းတွေရှိရင်လည်း comment မှာမှတ်ပြီးတော့မေးခဲ့လို့ရပါတယ်ရှင်။တာယာပျော်ရွှင်တဲ့နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေ။ကျေးဇူးအများကြီးတင်ပါတယ်။